ကဲကျွန်တော်ကတော့ပေါ်ပြောမှမသိတော့ဘူးဗျာခင်ဗျားတို့လည်းကြည့်လိုက်တော့ဟာစကင်မပြောနဲ့ဗျာ record လည်းမပေါ့ဘူးဗျာ spam alpha လည်းမပေါ့ဘူး mobile legend အမြောက် Naruto collaboration မှာတော့ဒါကတော့ e-phone လေးလာတာပေါ့နော်ဒါမှ250ဖြစ်ပြီးတော့250တော့တော်တယ်စုပေါင်း free ကတိုကင်29ကရမယ်ပေါ့နော်ဒါကျွန်တော်ကြားထဲမှာလဲထားတဲ့ကတ်လေးလည်းရှိသေးပေါ့နော်စုစုပေါင်းအချိန်40လောက်တော့ရှိမယ်ထင်တယ်ဗျအဲ့လိုအချိန်40တော့မှဘယ်လောက်ပဲရလဲဆိုတာတော့တစ်ချက်ရှုလိုက်တော့မတွင်းရဘယ်လောက်ထိအောင်ချင်းလဲဆိုတာကိုချိန်40လောက်လေးအောင်ဗျာဟိုအဲ့ကွန်လေးက400တော့မရဘူးအဲ့တော့စကင်တစ်ကောင်လိုချင်ဆိုရင်တော့အချိန်120 feet လဲမှာပဲစကင်တစ်ကောင်ရမှာပေါ့နော်